ဇလန်းလေးမစခင်ကျွန်တော်တို့ channel လေးကိုအပေါင်းလေးနှိပ်ခဲ့ပေးပါဦးတောင်တန်းများအလဲမိုးခိုးမုံငွေများကြားမှာရွှေရောင်တောက်ပနေတဲ့ကြောက်တုံးကြီးတစ်လုံးရှိတယ်အဲ့ဒီကြောက်တုံးကြီးပေါ်မှာလူတိုင်းအံ့အားသင့်စေတဲ့ဖျားစေတီတော်တဆူတည်ရှိနေတဲ့အဲ့ဒါကတော့ကြိုက်ထီးရိုးစေတီဖြစ်တယ်ရှေးဟောင်းပုံပြင်တစ်ပုတ်အရာတခါတုန်းကမြတ်စွာဘုရားရှင်ဟာတရားဟောဖို့မွန်ဒေတာဘက်ကိုကြွလာခဲ့တယ်အဲ့ဒီအချိန်မှာတောင်ပေါ်မှာတရားနာယူနေတဲ့တိတ်ဆိတ်ငြိမ်သက်တဲ့ရာသီတစ်ပါးရှိတယ်သူ့နာမည်ကတိတ်ထီရာသီလို့ခေါ်ကြတယ်ရတိဟာမြတ်စွာဘုရားကိုအလွန်ကြီးမျိုးလို့ဘုရားရှင်ပြန်ကြွတော့မဲ့အချိန်မှာအရှင်ဘုရားတပည့်တော်ဘုရားရှင်ကိုအမြဲတည်းရကူးကွယ်နိုင်ဖို့အမတ်တရားတစ်ခုချီးမြှင့်ပေးတော်မူပါလို့တောင်းပန်တယ်အဲ့ဒီအခါမြတ်စွာဘုရားရှင်ကတနာကျင်နာစွာနဲ့ဆန်တော်တစ်ချောင်းပေးသနာခဲ့တယ်ရတိကြီးကအဲ့ဒီဆန်တော်ကိုတက်တန်းတစ်လျှောက်အလုံးမြတ်နိုးစွာတင်စီထားခဲ့တယ်သူကွယ်လွန်ခါနီးမှာတော့သူ့ရဲ့မွေးစားသားဖြစ်တဲ့တိတိတ်ကိုခေါ်ပြီးဒီဆန်တော်ကိုလူသားတွေအတွက်ထာဝရကူးကွယ်နိုင်မဲ့နေရာမှာစေတီတီပါလို့မှာကြားခဲ့တယ်တိတဟာဖခင်ရဲ့အမှားစကားကိုလိုက်နာဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့သူ့မှာစိုးရိမ်စရာတစ်ခုရှိတယ်ဘလို့ကြောက်တုံးမျိုးပေါ်မှာတီးရမလဲအဲ့ဒီအချိန်မှာနတ်မင်းကြီးများကကူညီကြတယ်လို့ဆိုကြတယ်ပင်လယ်အောက်ကနေထူးဆန်းတဲ့ကြောက်တုံးကြီးတစ်လုံးကိုယူလာပြီးတောင်ထိပ်မှာတင်ပေးခဲ့တဲ့အံ့ဩစရာကောင်းတာကအဲ့ဒီကြောက်တုံးကြီးဟာရတိကြီးရဲ့ဥကောင်းပုံစံနဲ့တူနေတယ်တဲ့ဒါကြောင့်ကြိုက်ထီးရိုးဆိုတဲ့အမည်ဖြစ်လာတယ်လို့ယုံကြည်ကြတယ်ကြိုက်ဆိုတာဖျားစီတီထီးရိုးဆိုတာရတိဥကောင်းကိုဆိုလိုတာပါထူးခြားတာကကြောက်တုံးကြီးဟာတောင်ဆောင်ဆုံးမှာညတာမှုမရှိသလိုထင်ရပေမဲ့ရာစုနှစ်ပေါင်းများစွာမပြုံးမကြပဲတည်ရှိနေတဲ့လူအများကတော့ဖျားဆန်တော်တတ်တော်တကိုးကြောင့်ထိန်းထားတာလို့ယုံကြည်ကြတယ်ညအချိန်ရောက်ရင်တောင်ပေါ်မှာမီးပူဇော်တဲ့သူတွေဆူတောင်းတဲ့သူတွေမိုးတိမ်များကြားကရွှေရောင်တောက်နေတဲ့စေတီတော်ကိုကြည့်ပြီးလူတွေဟာအံ့ဩမှုယုံကြည်မှုငြိမ်းချမ်းမှုတွေခံစားရတယ်တချို့ကတော့ပြောကြတယ်ကြိုက်ထီးရိုးကိုတသက်မှာတစ်ခေါက်ရောက်ဖူးရင်ကံကောင်းတယ်လို့အခုထိလဲကြိုက်ထီးရိုးစေတီဟာမြန်မာနိုင်ငံရဲ့အထင်ရှားဆုံးဖျားဘူးနေရာတစ်ခုအဖြစ်လူသိများနေစေဖြစ်ပါတယ်